Cha xin đi bài thì anh bây giờอยู่ที่ตัวช่างท่าไปเสียအခုလိုလို့ရှိရင်ဦးဇင်းတို့ကျောင်းမှာအစိုးရပညာကျောင်းတွေလိုပဲအသင်းတွေကိုအယောင်နဲ့နာမည်တွေနဲ့ဖွဲ့ဝေပေးပြီးသွားပြီအသင်းကောင်းဆောင်တွေလည်းအတီးတီးခံပေးပြီးသွားပြီဒါကြောင့်မလို့အသင်းသူအသင်းသားတွေဟာအသင်းကောင်းဆောင်တွေရဲ့ညွှန်ကြားချက်အတိုင်းလိုက်နာဆောင်ရွက်ပါအသင်းကောင်းဆောင်တွေကလည်းအသင်းကောင်းဆောင်တွေဒီမှာအတွင်းမှုဆရာဆရာမတွေကိုယ်စီကိုရရှိကြတယ်ဒီအောင်ကြတဲ့ဆရာဆရာမတွေရဲ့ညွှန်ကြားချက်အတိုင်းကိုဆောင်ရွက်ပေးပါပြီးတော့မိမိတို့အတင်းကြားရောက်တဲ့နေ့ရောက်တဲ့အခါကြလို့ရှိရင်လည်းကျောင်းမှန်မှန်လေးနဲ့အချိန်မှန်မှန်လေးနဲ့လာရောက်ပေးပါအခုဆိုလို့ရှိရင်အတင်းကအတင်းထွက်ပြေးပြီးပါပြီနော်ဘယင်းတော်ကျန်စစ်သားကန္ဒူလာအနော်ရထသတိပင်အတင်းကအတင်းကိုအယောင်လေးနဲ့လည်းထွက်ပြေးပြီးသွားပြီအဓိကရေချက်ကဘာလို့ရမလဲဆိုရင်ကျောင်းဆောင်စီတစ်ချိန်ထဲမှာပါတဲ့အတိုင်းပဲအားလုံးဟာဒီလိုညာလူနဲ့ထမ်းဆောင်ပေးရမယ်မိမိတို့ရဲ့ကျောင်းတော်ကြီးတန်ရှင်းတရားလှပါဖို့တကူကောင်းဆန်တဲ့စိတ်ကိုမထားရဘူးကျောင်းတော်ဒီတစ်ချိန်ကိုဒါတို့တမီတို့စပြီးတော့ဆိုပြီးဆိုလို့ရှိရင်မိမိကိုယ်ကိုကောင်းအောင်ကြိုးစားရမယ်တဲ့နော်ဘယ်လိုကောင်းအောင်ကြိုးစားရမှာလဲမိမိကိုယ်ကိုကောင်းအောင်ကြိုးစားရမှာကိုယ့်ကိုယ်အရင်ဆုံးကောင်းအောင်ကြိုးစားရမှာနော်ကိုယ်ကောင်းနေမှာနော်မိမိရဲ့အတန်းကိုလည်းကောင်းအောင်ကြိုးစားရမယ်။ကိုယ်ကမကောင်းတဲ့လူဖြစ်နေပြီဆိုလို့ရှိရင်ကိုယ့်အတန်းကိုကောင်းအောင်ကြိုးစားလို့ရမလား။မရဘူး။ခေါင်းဆောင်တွေဖြစ်လာပြီဆိုလို့ရှိရင်လည်းခေါင်းဆောင်ရဲ့တောင်းဝန်တွေဖြည့်ပြောရမယ်။ခေါင်းဆောင်တွေကလည်းအကျဉ်းစာရည်ကိုမပြတ်ရဘူး။မိမိတို့အကျဉ်းစာရည်မပြတ်မှခေါင်းဆောင်တောင်းဝန်ကိုချိန်မှမိမိတို့ရဲ့တောင်းဝန်သားတွေနောက်လိုက်တရားလည်းတောင်းဝန်ချိန်မယ်။မိမိတို့ကိုလေးစားမယ်။မိမိတို့ပြောတဲ့စကားကိုနားထောင်မယ်။ခေါင်းဆောင်နေရာနေစပြီးတော့အတန်းတွေပြတ်နေမယ်အကြောင်းတွေပြတ်နေမယ်စာရင်းမရဘူးဆိုလို့ရှိရင်လောင်းငယ်သားကြီးကခေါင်းဆောင်တွေပြောတဲ့စကားကိုနားထောင်မှာမဟုတ်ဘူးမိမိတို့လိုကောင်းအောင်ကြိုးစားပြီးရင်မိမိအတန်းကိုလည်းကောင်းအောင်ကြိုးစားရမယ်ဒါကိုဒီလိုတက်နေတဲ့အတန်းတွေမှာဆိုလို့ရှိရင်ကိုယ်ကြီးကနေပြီးတော့ခုနှစ်တန်းတွေရှိတယ်အဲဒီခုနှစ်တန်းတွေဆိုလို့ရှိရင်ကိုယ့်ရဲ့အတန်းကိုအကောင်းဆုံးဖြစ်အောင်ကြိုးစားဘာလို့ကြိုးစားရမလဲအခန်းထဲမှာအဓိကအပြင်တန်ရှင်းတရက်စွာနေထိုင်ရမယ်နော်စာရည်တဲ့တရားနဲ့တရားမရဘူးဆိုလို့ရှိရင်သူကြီးထောက်ပံ့ပေးရမယ်ဒါကဘာလဲဆိုတော့ကိုယ့်အတန်းကိုအကောင်းဆုံးဖြစ်အောင်လို့ကြိုးစားရကိုယ့်အတန်းကိုအကောင်းဆုံးဖြစ်အောင်ကြိုးစားပြီးဆိုလို့ရှိရင်ကိုယ့်အကြောင်းလည်းအကောင်းဆုံးဖြစ်ပြီဘာကြောင့်လဲဆိုတော့တဝိတ္တရာချင်းစီကကောင်းတယ်အတန်းတိုင်းကကောင်းတယ်ခေါင်းဆောင်တွေကလည်းကောင်းတယ်ဖြစ်တဲ့အတွက်ကြောင့်မလို့မိမိတို့အကြောင်းကြီးကလည်းအလိုလိုနဲ့ကောင်းမွန်လာမှာပဲဒီလိုပဲမိမိတို့အကြောင်းကိုကောင်းအောင်ကြိုးစားပြီးဆိုလို့ရှိရင်မိမိတို့တိုင်းပြည်အတွက်ကြိုးစားနိုင်တဲ့သားကောင်းသမီးကောင်းတွေဖြစ်ကြပြီဒါကြောင့်မလို့အကိုကောင်းဆန်တဲ့စိတ်ကိုမထားရဘူးเนาะဘယ်လိုတွေမပြေမှန်ပြီးတော့ငါကောင်းဖို့ပဲအရေးကြီးတယ်ငါစားဖို့ပဲအရေးကြီးတယ်ငါတက်တာဖို့ပဲအရေးကြီးတယ်ဆိုတဲ့စိတ်ဓာတ်ကိုမထားရဘူးเนาะကျောင်းကောင်ပြင်ဆင်နေမှာဆိုရင်ကိုယ်ကောင်းရင်တကူကောင်းမဆန်နဲ့เนาะကိုယ်ကောင်းဖို့ကလည်းတိတ်ထိတော့ရင်တကူကောင်းမဆန်ရဘူးဒါကြောင့်မို့သားသမီးတို့ကညံ့ညံ့တက်နဲ့တွေးရမယ်เนาะခေါင်းဆောင်တွေဖြစ်တဲ့အတွက်ကြောင့်လုပ်ငန်းတောင်းတွေခွဲဝေပေးတဲ့အခါမှာလည်းညံ့ညံ့တက်လေးခွဲဝေပေးရမယ်ငါတို့ကခေါင်းဆောင်နဲ့ငါတို့လုံးစရာမလိုဘူးသူတို့လုံးလိုက်တယ်ဆိုပြီးတော့ဒီလိုစိတ်ဓာတ်တွေမထားဘူးခေါင်းဆောင်ဆိုတာရှိရနေပြီးတော့လုံးဆောင်ပြရတယ်ခေါင်းဆောင်ဆိုတာကိုယ်ကိုယ်တိုင်လုပ်ပြကိုယ်ကိုယ်တိုင်လုပ်ပြမှသာလျှင်ကျန်တဲ့နောက်လိုက်ငယ်သားတွေကလည်းမိမိကိုအားကြပြီးမိမိစကားကိုနားထောင်ပြီးတော့လုပ်ငန်းတောင်းကိုကြည်ပြင်ဆောင်ရွက်မှာဒါကြောင့်မို့တာဝန်ဒီတို့ကဒီနေ့ဒီချိန်ကနေစပြီးတော့မိမိကိုယ်ကိုကောင်းအောင်ကြိုးစားရမယ်မိမိအတန်းကိုကောင်းအောင်ကြိုးစားရမယ်မိမိကြောင်းကိုကောင်းအောင်ကြိုးစားရမယ်နောက်ဆုံးမိမိတိုင်းပြည်တော့ကောင်းအောင်ကြိုးစားရမယ်နော်ဒါကြောင့်မို့တာဝန်ဒီတို့အားကိုရဲ့ခေါင်းဆောင်ရဲ့ညွှန်ကြားချက်အတိုင်းကိုလိုက်နာနိုင်ပြီးတော့ပညာတတ်လူတွေမှာနိုင်ငံအတွက်တာကောင်းသမီးကောင်းလေးဖြစ်ပါစေလို့ဒီနေ့ကဆန္ဒပြုရင်းနဲ့ညီကုန်းတပ်အဆုံးသတ်လိုက်ပါတယ်